ဗီတာမင် A အကြောင်းပြောပြီးပြီဆိုတော့ဒီတစ်ခါဗီတာမင် D အကြောင်းပြောပါမယ်ဗီတာမင် D ဟာအဆီမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်ပြီးထူးခြားချက်ကတော့ကျွန်တော်တို့ရဲ့အရေပြားကနေရောင်ခြည်နဲ့ထိတွေ့တဲ့အခါခန္ဓာကိုယ်ကသူ့ဘာသာသူထုတ်လုပ်နိုင်တာပါပဲဗီတာမင် D ကိုနေရောင်ခြည်ကရတဲ့ဗီတာမင်လို့လူသိများပါတယ်သူကခန္ဓာကိုယ်ထဲမှာဟော်မုန်းတစ်ခုလိုတောင်အရေးပါတာပါဘာကြောင့်အရေးကြီးတာလဲဆိုရင်သူတို့ကအယိုးနဲ့သွားများကျန်းမာဖို့အတွက်ပါခန္ဓာကိုယ်ကကယ်လ်ဆီယမ်ဓာတ်ကိုစုပ်ယူနိုင်ဖို့ဗီတာမင် D မရှိမဖြစ်လိုအပ်ပါတယ်ဗီတာမင် D မရှိရင်ဘလောက်ပဲနိုးတောက်အယိုးတွေကတန်မာလာမှာမဟုတ်ပါဘူးကိုယ်ခံအားစနစ်နဲ့ပတ်သက်ရင်လည်းဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကိုတိုက်ထုတ်တဲ့နေရာမှာကိုယ်ခံအားဆဲတွေကိုအားပေးပါတယ်သူ့ကိုဘယ်ကနေရနိုင်မလဲဆိုရင်နေရောင်ခြည်ကလည်းအလွယ်တကူရနိုင်ပါတယ်မနက်ခင်းသို့မဟုတ်ညနေခင်းနေရောင်နုနုမှာ15မိနစ်ကနေမိနစ်20လောက်ထိတွေ့ပေးုံနဲ့လုံလောက်တဲ့ဗီတာမင် D ကိုရနိုင်ပါတယ်အစားအစာတွေမှာတော့အဆီများတဲ့ငါးများဖြစ်တဲ့ salmon, mackerel, tuna ငါးကြီးစီကြက်ဥအနှစ်နဲ့ဗီတာမင် D ဖြည့်စွက်ထားတဲ့နို့တွေမှာရနိုင်ပါသေးတယ်။နေရောင်နဲ့တိတ်မထိတွေ့ရသူတွေအတွက်ဗီတာမင် D3 ဆေးတောင်းတွေတောက်နေပါတယ်။ဗီတာမင် D ချို့တဲ့ရင်ဘာဖြစ်မလဲဆိုရင်ကလေးတွေမှာအယိုးပြော့ရောဂါ rickets ဖြစ်ပြီးခြေထောက်တွေကောက်လာတတ်ပါတယ်။လူကြီးတွေမှာကြတော့အယိုးပွားရောဂါအယိုးပါရောဂါနဲ့ကြွက်သားတွေနာကျင်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်။အခြားလက္ခဏာတွေကတော့ခဏခဏဖျားနာတာအမြဲတမ်းပင်ပန်းနွမ်းနယ်နေတာဒဏ်ရာကျက်တာနှေးတာတွေဖြစ်နိုင်ပါတယ်။ဒီဗီတာမင် D ချို့တဲ့ရင်စိတ်ကြယောဂ depression ဖြစ်နိုင်ခြေပိုများတယ်လို့လေ့လာမှုတွေကလည်းဆိုထားပါသေးတယ်။ဗီတာမင် D ဟာ homeostasis ဆိုတဲ့ခန္ဓာကိုယ်တွင်မျှခြေထိန်းညှိခြင်းထဲကကယ်လ်ဆီယမ်ပမာဏကိုထိန်းညှိတဲ့နေရာမှာပါဝင်ပါတယ်။သူကဥလန်းကြောင်းကနေကယ်လ်ဆီယမ်ကိုစုပ်ယူဖို့အချက်ပေးတဲ့တာဝန်ကိုယူထားတာပါ။